အားလုံးပဲမြင်လာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်ကဒီကျွန်တော်တို့ဖုန်းကိုပေါ့နော်လော့ပိတ်ထားတဲ့အချိန်မှာဒီကျွန်တော်တို့ Telegram တို့ Viber တို့ကျွန်တော်တို့ဒီ message တို့ကနေပြီးတော့စာတွေပါတယ်ဝင်လာတဲ့အချိန်မှာဒီကျွန်တော်တို့ lock screen လော့ပိတ်ထားတဲ့အနေအထားမျိုးမှာပေါ့နော်ကျွန်တော်တို့ဒီဘာတွေပို့လိုက်လဲဆိုတာကိုတပြင်းလို့ဖတ်လို့မရအောင်ကျွန်တော်တို့ဒီလောက်ထားတဲ့နည်းလေးကိုကျွန်တော်မျှဝေပေးလိုက်ပါတယ်ဆိုလို့ချင်းကျွန်တော်တို့ဒီမှာsetting တွေကိုဝင်လိုက်ပါခင်ဗျာစနေနေ့မှာကျွန်တော်တို့ပုံနေလာဆွတင်လာလို့ရှိရင်ဒီမှာကျွန်တော်တို့ notification and control center လေးရှိပါတယ်အဲ့ဒီထဲသွားလိုက်ပါဆိုလို့ချင်းကျွန်တော်တို့ကဒီမှာဒီဘက်ဘေးမှာ lock screen ဆိုတာလေးရှိပါတယ်เนาะအဲ့ဒီထဲဝင်လိုက်ပါဒီမှာကျွန်တော်တို့ဘောဆုံးမှာကျွန်တော်တို့ကဒီမှာ format ဆိုတာလေးရှိပါတယ်เนาะ format ဆိုတာလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါဒီမှာကျွန်တော်တို့ကအခြေအနေ၃မျိုးရှိပါတယ်ဒီမှာ show notification and contact ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖုန်း lock ပိတ်ထားတဲ့အချိန်မှာကျွန်တော်တို့စီကို message ပို့လိုက်ရင် message ပို့တဲ့ဖုန်းနံပါတ်ကိုလည်းဒီပြင်လူကမြင်ရမယ်ကျွန်တော်တို့ပြီးလို့ရှိရင်ဘာ message တွေပို့လိုက်လဲဆိုတာကိုလည်းကျွန်တော်တို့ဒါ fetch လို့ရမှာဖြစ်ပါတယ်ဒါအခုကျွန်တော်ဒီမှာတက်ပုံလေးနဲ့ပြပေးထားရပေါ့နော်အခုလိုမျိုးလေးပါအပေါ်ဆုံးအကောင်ကိုကျွန်တော်တို့ဖွင့်ထားမယ်ဆိုလို့ချင်းဒီမှာ show notification but high contact ဆိုတာလေးကိုကျွန်တော်တို့နှိပ်ထားမယ်ဆိုလို့ရှိရင်တော့အခုပုံမှန်မြင်နေရတဲ့အတိုင်းလေးကျွန်တော်တို့ဒီ message ပို့တာကိုတော့ကျွန်တော်တို့ကမြင်ရမယ်ဒါပေမဲ့ဘယ်သူပဲပို့လိုက်တယ်ပြီးလို့ရှိရင်ဘယ်အကြောင်းရင်းကိုပို့တယ်ဆိုတာကိုတော့ကျွန်တော်တို့ကဒါကြည့်လို့ရမှာမဟုတ်ပါဘူးเนาะအဲ့တော့ကျွန်တော်တို့ဒီ Telegram သုံးတဲ့ကောင်းကြီးတို့အတွက်ဒါအသင့်တော်ပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ဒီမှာကျွန်တော်တို့ don't show lock screen notification ဆိုလေးရှိပါတယ်ဒီကောင်လေးကိုလည်းကျွန်တော်အခုပုံမှာပဲကျွန်တော်ပြပေးလိုက်ပါမယ်ဒီကောင်လေးကကျတော့ဒါလေးကိုကျွန်တော်တို့ကဖွင့်ထားမယ်ဆိုလို့ချင်းကျွန်တော်တို့ဒီဖုန်းလေးကိုပေါ့နော်ဒါ Telegram ပဲဖြစ်ဖြစ်ကျွန်တော်တို့ message ပဲဖြစ်ဖြစ် Viber ကပဲဖြစ်ဖြစ်ဒါ noti ဝင်တယ်ဆိုလို့ချင်းဒါ noti ဝင်တဲ့အတန်လေးကိုပဲကျွန်တော်တို့ကြားရမယ်ဒါ screen ပေါ်မှာတော့ဘာမှပြနေမှာမဟုတ်ဘူးเนาะ Viber တို့အဲ့လိုမျိုးဒီ Telegram တို့အဲ့လိုမျိုးဘာမှပြနေမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့အကောင့်ကြီးတို့အားလုံးအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ